ယုံကြည်မှုဟာဘယ်လောက်ထိအရေးပါသလဲကိုယ့်ကိုယ်ယုံကြည်မှုဟာအောင်မြင်မှုပျော်ရွှင်မှုတို့ရဲ့အဓိကတော့ချက်ဖြစ်ပါတယ်ယုံကြည်မှုရှိတဲ့လူဟာပုံမတမာပြီးတော့အလျှော့မပေးတတ်ပဲပြဿနာကိုပုံမရေးဆိုင်ရဲတဲ့တတိရှိကြပါတယ်တင်လဲကြနေတဲ့အချိန်တိုင်းမှာကိုယ့်ကိုယုံကြည်မှုရှိဖို့တရိရပါဒါဆိုလို့ရှိရင်တည့်ရဲ့ပန်းတိုင်တွေအိမ်မက်တွေကိုပြန်မြင်လာပြီးတော့အခက်အခဲတွေကိုပုံမပြီးတော့ကျော်လွှားလာနိုင်လိမ့်မယ်အောင်မြင်သောသူတွေချမ်းသာသောသူတွေကကိုယ့်ကိုယုံကြည်မှုရှိကြသောသူတွေဖြစ်ကြတယ်တကယ်ကြီးမင်းဘယ်ချိန်ဘယ်နေရာရောက်ရောက်ကိုယ့်ကိုယုံကြည်မှုရှိအောင်ကြိုးစားနေရမယ်ဒါဆိုလို့ရှိရင်တည့်ရဲ့မနေ့ဖြန်ကဒီနေ့တဲ့တာယာဖို့တေချာနေပါတယ်အခုရောကိုယ့်ကိုယုံကြည်မှုကဘယ်လောက်ထိရှိနေပြီလဲ